အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တရောကိုကလိမှာဖြစ်ပါတယ်တရောကဘာလို့ကလိလဲဆိုတော့ဒီတရောဆန်ကိုတိတ်မကြိုက်သေးလို့ပေါ့နော်တရောကနည်းနည်းကြမ်းနေလို့ပဲကြီးကြီးနည်းနည်းပါနေတော်တော်ကြိုးစားပြီးတီးလို့ရှိရင်တော့ပါအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထင်တာပေါ့နော်တော့ concept violin ဆိုတော့ကိုရဲ့အတန်ကျဲတဲ့မျိုးစားကွာကိုကလည်းနည်းနည်းထိန်းတီးရမှာပါတယ်ကိုရဲ့ကျွမ်းကျင်မှုလည်းလိုနေဒီလို့ဟုတ်တယ်ပြီးတော့ကျွန်တော်ဆယ်ဦးတန်းမြင့်စီအများကြီးမြောက်ပေါ့နှစ်ခေါက်ပဲရောက်ဖြစ်သေးတယ်တော်လေတော့ကျတော့ဆရာကြီးတို့ပြောပြတာဒီမှာဒီဟာပေါ့နော်ဒီဟာရဲ့စကီးကြီးကကျတော့လေတအားကြီးကွက်တီမဖြစ်ဘူးတောင်းနေတည်းရမလားဒီကအမြင်ဘယ်လောက်ရှိရမယ်ဘယ်လောက်ကွာမယ်ဘာညာပေါ့အဲ့တော့ကျွန်တော်ကဒီ bridge ကိုပုံမှန်ဆိုသူများရဲ့ bridge ကဒီအထက်ရှိရလေကျွန်တော် bridge ကိုတူတာအစားတော့အရှိကြီးတော့အញ្ញတန်ကျဲတော့တူတာတယ်အဲ့ဒါကိုအခုမလုံတော့တော့အခုထပ်ပြင်မလို့ပြီးတော့ဒီကတော့ဝယ်တော့ကျွန်တော်ကတရောကွက်ကိုလေးလာရလို့ဆိုတော့ဆရာမရှိဘူးလေဆရာမရှိတော့ကျွန်တော်တရောဘယ်လိုပုံစံဝယ်ပါဘာညာမရှိဘူးကျွန်တော်မျက်စိစင်ပြေးတဲ့ဟာနားစင်ပြေးတဲ့ဟာဝယ်လိုက်တာကျွန်တော်အများကြီးလည်းမစစ်တတ်ဘူးအဲကျွန်တော် anxiety လည်းများတတ်တော့အပြင်မှာဆိုလို့ရှိရင်အများကြီးစစ်လိုက်ဘူးအဲတော့ကျွန်တော်ပြန်လာပြီးတော့မှနောက်မှတိတာဒီဟာလေးကတနေ့စောင်းနေကွာစောင်းနေတော့ပြန်ပြင်လို့မရဘူးလုံးဝပြင်လို့မရတော့နောက်တိတာဒီမှာဒီကောင်မှာကြီးဒီတွေ့လားဒီအလေကလိုင်းကွာအလေကလိုင်းနဲ့ဒီအပေါက်ဖောက်ထားတဲ့ဟာနဲ့မှာဟိုဘက်နည်းနည်းရောက်နေတွေ့တာအဲ့ဒီဟာကြီးကြာဘလို့ပြန်ပြင်ရမလဲပြင်လို့ရှင်ဒီဟာကြီးခွာမှာလားပေါ့နော်ဘာလဲပေါ့အဲ့လိုပေါ့အဲ့ဒါကြောင့်နည်းကိစ္စနည်းကြီးသွားပြီဆိုတော့အခုချက်ချင်းမလုံနိုင်သေးဘူးကျွန်တော်အဲ့လိုဟာကိုပြင်ဖို့ဒီကောင်ကတော့ပြင်ဖို့တော့လိုမယ်ဟိုလို့ရှင်နဲ့တစ်ဝေဖို့ဗျာအခုလောလောဆယ်ကတော့အတန်လေးကိုနည်းနည်းပြော့ပြောင်းအောင်။ညတော့စဉ်းစားထားတာတော့ bridge ကိုတိုးမယ်။ဒါပေမဲ့အခု bridge ကိုမတိုးတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ bridge ကပုံမှန်ဆိုသူများတွေတုံးနေတယ်ဒီချက်ရှိတယ်လေ။အခုကတော့ကျွန်တော်ဟာဒီကတော်တော်ပုနေပြီ။အဲဒီတော့ bridge ထပ်မတိုးတော့ဘူး။ပြီးတော့ဒီနောက်ကကန်ရလည်းတော်တော်ကောင်းနေဆိုတော့ခံစားမှုလက်ခံစားမှုကမှန်တယ်လို့ခံစားရတယ်သိရမလား။အဲဒီတော့ဒီရှေ့ကောင်ကြီးရှေ့မှာဒီမှာကြည့်နည်းမြင့်နေတွေ့လားဒီမှာတွေ့လား tick လေးဖြစ်နေရလေအဲ့ tick လေးကနည်းနည်းထူနေအောင်နည်းနည်းလေးပါလိုက်ဖို့ကျွန်တော်စဉ်းစားထားတယ်အားလေးကလိနေတော့ဟိုလောတော့ဝယ်ထားတဲ့ကော်ဘတ်ကိုလောဆယ်ရှာလို့မတွေ့တော့လို့ကျွန်တော်လက်သေးညက်တစ်စီးနဲ့စားမယ်ကျွန်တော်အခုလိုတရောတလက်ကိုအကြောက်လန့်မရှိလုံရဲကန်ရဲနေတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငယ်တော့ကျွန်တော်မှာအားကိုတိုင်ပင်ဆွေးနွေးရမယ်ပူညီတောင်းရမယ်ဆရာဆိုတာမရှိခဲ့ဘူးအဲ့ဒါကြောင့်မို့တရောကျိုးပြက်လို့ရှိရင်လည်းကွက်ကိုလဲ bridge တစ်ခုဖြစ်လို့ရှိရင်လည်းကွက်ကိုလဲ t piece တစ်ခုဖြစ်လို့ရှိရင်လည်းကွက်ကိုလဲရန်တရောရဲ့သဘောကိုတိပြီးတော့တရောကိုလုံရဲကန်ရဲလာတာပေါ့နော်ဒါပေမဲ့တရောတော့ကျမကြီးတိတ်ကောင်းပါဘူးကျိုးတော့ညှိပြီးပါဘာဖြစ်လဲတခုတော့ထူကြပါကောင်းတာလားဆိုးတာလားမသိဘူး။ဒါပေမဲ့တခုတော့ဖြစ်မှာ